အခုလေ Kit 7ဆိုပြီးတော့ IELTS Subject Courses တွေကိုစီစဉ်ပေးတာရှိတယ်။အဲ့ဒါကတော့အဓိကဟို second anniversary promotion မှာကျွန်တော် scholarship လေးပေးတာရှိတယ်လေ။ဒါပေမဲ့ scholarship ကကျွန်တော် limited ပဲရမှာအားလုံးကတော့ scholarship မရနိုင်ဘူးဖြစ်တဲ့အတွက်ကိုတနေ့သူတွေလည်းစားလို့ရတာအဆင်ပြေအောင်လို့အခုကျွန်တော် create လုပ်ထားတဲ့ courses တွေပေါ့နော် IELTS beginner ရှိမယ်ပြီးရင် grammar vocabulary IELTS academic writing task 1 task 2နဲ့ reading ဒီ6ခုပေါင်းပြီးတော့ Kit 7ဆိုပြီးတော့ကျတို့ဒါလေးစီစဉ်ပေးဖြစ်တာပေါ့နော်အဲ့တော့ပုံမှန်ချိန်နဲ့မတူဘဲနဲ့ကျတို့က promotion လေးရှိတာမလို့ဒီချိန်မှာတာကိုကစာလုပ်ဖို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင် 20% အောင် promotion ရမှာဆိုတော့ဒီချိန်ကတော့တော်တော်လေးကိုတက်တာနဲ့စာလုပ်လို့ရမယ့်အချိန်ပဲပုံမှန်ကျတို့ဒီစကား platform မှာ courses တွေထုံးစံတိုင်းပဲကျတို့ကအတန်းတက်နေရတယ်လို့မျိုးပဲ Zoom အတန်းတက်နေရတယ်လို့မျိုးပဲ writing solution လည်းဒီ Chelsea ကနေပြီးတော့ဒီ feedback တွေရမယ်ပြီးရင် grammar ဒီ vocabulary course တွေနောက်ပြီးတော့ beginner course တွေဆိုလို့ရှင်လေအတန်းတက်နေရုံအပြင်ကိုပြန်ပြီး access လုပ်လို့ရမယ်ဒီ quiz တွေ test တွေစီစဉ်မိတာလည်းရှိရပေါ့နော်အဲ့တော့ကိုကတကယ်လို့ zone တက်မတက်နိုင်လို့ subject course ကိုတက်ဖို့စီစဉ်ထားတယ်လုံးဝ band score လည်းအများကြီးအမြင့်ကြီးရအောင်လို့လုံးဝ determine လုပ်ထားတယ်ဆိုလို့ရှိရင်ကျတို့ဒီအချိန်ကတော့စလုပ်ဖို့အသင့်တော်ဆုံးအချိန်ပဲဘာဖြစ်လို့လဲဆိုတော့အများကြီးတက်နဲ့ဒီ purchase လုပ်လို့ရမှာမဟုတ်လို့ပေါ့နော်အားကြောင့်မို့ချေကဒီ video ထဲမှာ Kit 7ရဲ့ Kit 7ဆိုတဲ့ package လေးအကြောင်းကိုပြပြပေးလိုက်ပါတယ်